သားသမီးတွေရဲ့ကံအကျိုးပေးကြောင့်အနုပညာလောကမှာအရေးပေးခံလာရတဲ့လူချမ်းသရုပ်ဆောင်၃ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြီးပါ page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်ဇက်ပိုသရုပ်ဆောင်တွေကအနုပညာလောကမှာပေးဆက်ပြီးတော့သရုပ်ဆောင်ပေးမဲလေအများသူငါရဲ့အာယုံဆိုင်ခြင်းကိုမခံရသလိုအရေးပေးခြင်းလည်းမခံရပါဘူးဒီထဲမှာလူချမ်းသရုပ်ဆောင်တွေကလူအများရဲ့နှိမ်နာကိုလည်းခံရသေးတာဖြစ်ပါတယ်လူချမ်းဆိုရင်ဝေးဝေးရရှောင်ကျင်သူတွေကများနေခဲ့ပါတယ်ဒါပေမဲ့အခုဖော်ပြပေးမဲ့လူချမ်းသရုပ်ဆောင်၃ဦးကတော့သားသမီးတွေကံအရှိန်ဝါကြောင့်အနုပညာလောကမှာအရေးပေးခံလာရတဲ့သူတွေဖြစ်ပါတယ်။နံပါတ်1ကိုကိုဦးကဗီဒီယိုစကားပေါင်းများစွာမှာလူချမ်းသရုပ်ဆောင်တွေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင်ရာဇဝင်ကားတွေမှာဆိုရင်လည်းကြာရနေရနေပြီးတော့ပါဝင်ခဲ့တာပါ။ဒါပေမဲ့ကိုဦးရဲ့ကံကသားဖြစ်သူကြောင့်တဟုန်တိုးမြင့်တက်လာခဲ့ရပါတယ်။တဦးတည်းသောသားဖြစ်တဲ့တီဟအောင်ကအနုပညာလောကမှာသရုပ်ဆောင်တစ်ယောက်အနေနဲ့ဝင်ရောက်လာခဲ့တာပါ။ကိုရိုင်းကလူချမ်းသရုပ်ဆောင်ဖြစ်ခဲ့တာမို့သားဖြစ်သူကိုတော့မင်းသားဖြစ်တာရအောင်တင်မြှောက်ပေးတာပါ။တီဟအောင်ကရုပ်ကလည်းဖြောင်းတဲ့အတွက်နှက်ခမ်းဒီမာလေးတွေရဲ့စိတ်ဝင်စားခြင်းကိုလည်းခံရပါတယ်။ဒါအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်လာရပါတယ်။ကိုဦးကလည်းမင်းသားရဲ့အဖေအနေနဲ့ရိုက်ကွင်းကိုလိုက်သွားရပါတယ်။အရင်တော့ဆိုရင်တော့လူချမ်းသရုပ်ဆောင်ဖို့နှိမ်ခံရတာတွေရှိပေမဲ့အခုချိန်မှာတော့မင်းသားရဲ့အဖေဆိုပြီးတော့အရေးပေးခံလာရပါတယ်။အခုလိုဆက်ဆံခံရတဲ့အတွက်ကိုဦးကအတိုင်းမသိအောင်ဝမ်းသာပျော်ရွှင်နေရပါ။ဒါဖြစ်သူတီဟအောင်ကလည်းမိဘတွေပေါ်မှာတည်တတ်ပြီးတော့အနုပညာလောကမှာနေရာရအောင်ကြိုးစားလုပ်နေရလဲဖြစ်ပါတယ်။နံပါတ်2မင်းရဇကားရီမှာဆိုရင်တော့လူချမ်းသရုပ်ဆောင်နေနဲ့တခန်းစားနှခန်းစားသာပါဝင်ရတာပါမျက်နှာကိုသာမြင်ပါများလို့မှတ်မိပေမဲ့နာမည်ကိုတောင်မှအတိမတ်ပြုခြင်းခံရတာမျိုးမရှိခဲ့ပါဘူးလမ်းမှာတွေ့ရင်တော့လူချမ်းဆိုပြီးတော့ရှောင်ကျဉ်ခံရတဲ့ဖြစ်ရများစွာကိုကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ဒါပေမဲ့ကိုမင်းကရုပ်ရည်ချောမောတဲ့သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့ရပါသမီးဖြစ်သူဇင်စန္ဒာဦးကရုပ်ရည်ချောမောပြီးတော့လှပတဲ့အရေးချင်းတွေကြောင့်ပရိသတ်တွေကြားထဲမှာစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်အရင်တော့ဆိုရင်ကိုမင်းကိုအာယုံမဆိုင်ကြပေမဲ့သမီးဖြစ်သူကိုချပြလာတဲ့အချိန်မှာပရိသတ်တွေကရောက်ခမကြီးဆိုပြီးတော့ဝိုင်းရံပြီးတော့အားပေးလာကြတာဖြစ်ပါတယ်ဒါအပြင်မင်းတို့ကစောင်းဝင်နေရေးလဲခက်ခဲရုန်းကန်နေရပါတယ်သမီးဖြစ်သူကိုအားပေးတာကြောင့်အဝတ်အထည်တွေရောင်းပြီးတော့အလုပ်တွေလည်းပို့ပြီးတော့လုပ်ဖြစ်လာကြပါတယ်ရှင်နံပါတ်3နိုင်လူကလူချမ်းသရုပ်ဆောင်တွေထဲမှာဆိုရင်တော့မကောင်းတဲ့ဇဝင်ကန်းတွေကနေသရုပ်ဆောင်တာများပါတယ်လူချမ်းဖြစ်ပြီးတော့မကောင်းတဲ့ဇဝင်ကန်းတွေမှာသာသရုပ်ဆောင်တာမို့အပြင်မှာတွေ့ရင်တောင်မှလူအများကနှက်ခေါင်းရှုံးနေကြတာပါမကောင်းတဲ့သူကြီးအဖြစ်အားလုံးကစိတ်ထဲဆွဲနေကြသလိုအလိုမတူကြင်ကြံကြတဲ့သူတွေကိုဆိုရင်လည်းနိုင်လူလို့ခေါ်ကြတာတွေတောင်ရှိပါတယ်ဒါပေမဲ့နိုင်လူကသမီးငယ်လေးကိုမွေးပြီးတဲ့နောက်ပိုင်းမှာလူအများစီကနေအမြင်တွေပြောင်းလဲနိုင်ခဲ့ပါတယ်သမီးလေးကချစ်စရာကောင်းတာကြောင့်လူအများကနိုင်လူကိုပို့ပြီးတော့အာယုံဆိုင်လာကြပါတယ်နောက်ပိုင်းမှာနိုင်လူကမကောင်းတဲ့ဇဝင်ကန်းတွေလည်းမရိုက်တော့ပါဘူးဒါအပြင်အခုလက်ရှိမှာဆိုရင်လည်းနိုင်လူကဇနီးဖြစ်သူဘက်ကနေပါလာတဲ့သားကြောင့်နှကန်းဒီမာလေးတွေကြားထဲမှာရောက်ခမကြီးခေါ်ခံနေရပြန်တာပါသားသမီးတွေရဲ့ကံအကျိုးပေးကြောင့်အနုပညာလောကမှာအရေးပေးခံလာရတဲ့လူချမ်းသရုပ်ဆောင်၃ဦးအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်